ဒါရောင်းတာ ဟုတ် ရောင်းတာတော့လှူတာမဟုတ်ဘူးနော်လှူတာပတ်သက်ရှိလို့လားဒီမှာဒီဦးလေးကမှဆရာကြီးလောက်ပြီးတော့ဒီမှာဒီမေကိုလည်းရောင်းပေးလိုက်ပါဦးနဲ့ဒီမေကြီးကတယောက်တည်းနေရတာအရန်ဆင်းရဲတယ်အဆင်မပြေဘူးတဲ့မှာမေဝဲမလားဆန် โอเค ဝဲမလားဝဲမယ်ဆိုရောင်းပါ โอเคစီးတာ ဒါဆိုနှစ်ခုပေါင်းဆို3သိန်းလောက်တော့ကြာရင်ကြာမှာပေါ့ဘယ်လောက်လဲ ခဏချီးပါဦးကွာ ခဏချီးပါဦးခဏချီးလို့မရဘူးလေမေကြီးကလေ ဟုတ်သူစီကချီးတာ ဟုတ်လား တားတဲ့စီကချီးတာ ဟောအဲ့မှာတစ်ထောင်မဟုတ်ပါဘူးဘယ်တော့တစ်ထောင်နဲ့ပေးမယ်ပြောလို့လေ ဟုတ်သူက ဘယ်လိုရမှာလဲဒီဆန်နဲ့ဒီစီကိုတစ်ထောင်နဲ့ကိုကြီးကလေကိုကြီးဘယ်လောက်နဲ့ဝယ်လိုက်ရလဲခုနကတော့ကိုကြီးက900နဲ့ဝယ်900ပဲပေါ့ဘာလို့တစ်ထောင်ဖြစ်ရမှာလဲလာပြီးတော့ကြော့900ပြန်မယ်ဆန်နဲ့စီနဲ့900အဆင်ပြေလားမေ ဟုတ်ကဲ့ဟုတ်ကဲ့ ပြေးလားရစီဦးလေးကိုင်မဆန်ကဒီမှာဆရာကြီးလိုက်ဖို့မှာဆရာကြီးကဒီပါမတခြားလဲညွန်ပြီးတော့ မောင်ချိုးလေး အမေကဆန်နဲ့စီနဲ့1500နဲ့ဝယ်ရတဲ့ခံစားချက်တွေပြောရပါဦး ကျေးဇူးတင်ပါတယ် ဟုတ်လား ခက်ခဲနေတဲ့ချိန်သားတာကို ဟုတ်လားမေရဲ့မေကဘာလို့တယောက်တည်းနေရလားဩစိတ်မကောင်းမဖြစ်ပါနဲ့တာလှူတာမဟုတ်မေရောင်းပေးတာနော်မေရဲ့ကဲဒီဦးလေးကလည်းတကယ်စေနာကောင်းတာနော်လှုပ်ပေးရှာတယ်ပြောပေးရှာတယ် ဟုတ်ဟုတ် ကျေးဇူးပါဦးလေးလိုက်ပို့ပါလားကျေးဇူးပါဦးလေးတက်ဘယ်လောက်ရှိပါပြီလဲ ဟိုဦးလေးက90နဲ့ 90နဲ့ 93 93ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာဖြည်းဖြည်းတော့ကြပါနော်လာလှူပေးလိုက်ပြီနော်ဦးလေးစိတ်ချမ်းသာတော့နော်